မင်္ဂလာပါဒီဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်ဒီအားလုံးတတိမမှုပြတဲ့ကိစ္စလေးတစ်ချက်ကျွန်တော်ပြပြပေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အရှိမကျွန်တော်တို့တက္ကသိုလ်သွားဖို့လုပ်ကြတယ်ကျွန်တော်ဗီဒီယိုလေးကျွန်တော်တင်ထားခဲ့ပူတယ် ECU ဘိုင်းနဲ့ကျွန်တော်တင်ထားဖို့တယ်နောက်ပြီးတော့ဒီအင်တာဗျူးဘိုင်းတွေလည်းကျွန်တော်နည်းနည်းပါးပါးကျွန်တော်တင်မှုတယ်ဗျဗီဒီယိုလေးပေါ့နော်အခုတော့ဘယ်တော့ကျွန်တော်ဗီဒီယိုသိမတင်ပြဘူးကျွန်တော်ဝါနာပါလေးတွေကျွန်တော်လုပ်နေတယ်နောက်ပြီးတော့ကျွန်တော်ကြောင်းလေးလုပ်နေတယ်အလုပ်ရှုပ်တယ်ပေါ့နော်အားကြောင့်မလဲပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အားလုံးတတိသိပြီးတော့မမှုပြတဲ့အချက်လေးတစ်ချက်ရကျွန်တော်အမှတ်ယူလို့ရမယ့်ဟာလေးကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အင်တာဗျူးဖြေတဲ့ကိစ္စမှာအင်တာဗျူးဖြေတဲ့အချိန်မှာကျွန်တော်လူတိုင်းကျွန်တော်ပြောကြမယ်ဗျအင်တာဗျူးဖြေတဲ့အခါကျရင်ကျွန်တော်မန်နာလေး view site ပါနောက်ပြီးတော့သူတို့မေးလေးရှိတဲ့မေးခွန်းတွေပြင်သွားမှာပါညာပေါ့ဒီဥစ္စာတော့ကျွန်တော်ဒါအားလုံးသိပြီးသားပဲအဲဒီထဲမှာကျွန်တော်အရင်အရေးကြီးအချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုသွားမယ့်ကြောင်းဗျာကိုသွားမယ့်ကြောင်းရဲ့မှာရှိတဲ့ major ဒါမှမဟုတ်ကိုသွားမယ့်ကြောင်းရဲ့အဓိကအရန်ကို unique ဖြစ်တဲ့အချက်တစ်ချက်ကိုကျွန်တော်တို့တခြားဟာမှာလုံးဝမရှိတဲ့အားမျိုးကိုကျွန်တော်တို့ပြောအောင်ဥပမာဒီကြောင်းမဟုတ်ဘူးဆိုတော့ကြောင်းဝင်တည်ရှိတဲ့နေရာပေါ့နော်ကျွန်တော်ဥပမာပြမယ်ပေါ့နော်ကျွန်တော်ဒီခိုးခိုးလေးဆိုကျွန်တော်အောင်ခဲ့တဲ့အချိန်မှာကျွန်တော်နည်းနည်းအမှတ်ရခဲ့လို့ကျွန်တော်ထင်လိုက်ရတဲ့အချက်တစ်ချက်ကပါလဲဆိုတော့ဒီကျွန်တော်ကအရင်အိုဆာကာမှာနေတာဗျာအိုဆာကာမှာဆိုတော့အခုကကျွန်တော်ဒီခါကာဝါကိုဒီပြောင်းလာတယ်ပေါ့နော်အဲ့တော့တူတူကိုစဉ်းစားကြည့်ဗျာအိုဆာကာမှာကျောင်းတွေအများကြီးရှိတယ်ဒီပုဂ္ဂလိကတက္ကသိုလ်ဒီခိုးခိုးလေးဆိုလည်းရှိတယ်ဗျာတက္ကသိုလ်တွေအများကြီးရှိတယ်ကျွန်တော်တို့အဲ့အထက်မှာကျွန်တော်ကဘာလို့ဒီခါကာဝါကိုလာချင်တာလဲပေါ့နော်ဒါတော့အကြောင်းမျိုးကြောင့်ဖြစ်တယ်နောက်ပြီးကျွန်တော်ခိုးခိုးလေးဆိုလည်း join နေတယ်အဲ့တော့ကျွန်တော်ဘယ်လိုမျိုးကျွန်တော်ဒီမှာမှရှိမဲ့ဟာမျိုးကျွန်တော်ထည့်ပြောလဲဆိုတော့ဒီခါကာဝါခရိုင်ဆိုတာကျွန်တော်တီးပြီးသားသူလည်းသိမှာပေါ့နော်ဒါဥရုံးခရိုင်ဖြစ်တယ်ပေါ့နော်ကျွန်တော်ကဘိုက်တိုလောက်တာလဲကျွန်တော်ဥရုံးဆိုင်မှာကျွန်တော်ဘိုက်တိုလောက်တယ်ဒါအိုဆာကာမှာလေအဲ့တော့ဒီဥရုံးဆိုင်မှာကျွန်တော်ဘိုက်တိုလောက်နေတယ်အဲ့နောက်ပြီးတော့ဒီပူတုံးလည်းကျွန်တော်အရန်ကြိုက်တယ်ဒါဟုတ်မဟုတ်ပေါ့တကယ်လည်းကြိုက်ပါတယ်ဒါပေမဲ့ကိုကမကြိုက်ဘူးဆိုရင်လည်းရှောက်ပြောပေါ့နော်ပြောတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ KI မှာကျွန်တော်ဒီချီဟိုးတိုက်ကခုလို့ခေါ်တယ်ဒီခုခုဒီစွတ်မှာချီဟိုးတိုက်ကခုဖြစ်တဲ့အတွက်ကြောင့်ဘာလို့ဒီချီဟိုးလာတာလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကဒီသူတို့ဒီ message ပေးဖို့လိုတယ်ပေါ့နော်ဆရာတွေကိုအဲ့တော့ဒီဥစ္စာဒီကျွန်တော်ဒီဥတုံးအရန်ကြိုက်ပါတယ်နောက်ပြီးတော့ဒီခါကာဝါဆိုတဲ့ဒီမျိုးကိုကျွန်တော်အရန်ဟိုနှစ်သက်ပါတယ်ဘယ်လိုရလဲမှာကျွန်တော်နှစ်သက်လဲဆိုရင်ဒီကျွန်တော်အဲ့တော့ကျွန်တော်ဗာထည့်ပြလိုက်လဲဆိုတော့ကျွန်တော်ဒီခါကာဝါမှာကျွန်တော်တက္ကမဆုမျိုးပေါ့နော်တက္ကမဆုမှာကျွန်တော်မာဆုတီရှိတယ်ဗျဒီကျွန်တော်အိုဘုံမာဆုတီပေါ့နော်အဲ့ဒီဟာမှာသူကဒီတက္ကမဆုမာဆုတီဆိုပြီးကျွန်တော်ခေါ်တယ်ပေါ့နော်အဲကျွန်တော်တက်ကခုကနေပြီးတော့ကျွန်တော်တို့ဒီတက္ကသိုလ်ကနေပြီးတော့အဖွဲ့တွေထွက်ပြီးတော့ကျွန်တော်ကကြတယ်လမ်းမှာလူပတ်ပြီးလှည့်ကြတယ်ပေါ့နော်ထားပါတော့အဲ့ဒီဟာလေးကိုကျွန်တော်ချိုးပြီးရှာထားလိုက်တယ်ရှာပြီးတော့ကျွန်တော်ဒီဥစ္စာကိုလည်းကျွန်တော်အရန်ဝင်ပြီး join နေတယ်ပါလေပေါ့တကယ်ရောက်တော့မ join ဖြစ်ပါဘူးjoin ဖြစ်ဘူးဆိုတာဟိုတိတ်ပြီးတော့လဲဟိုအဲ့လိုကြီးဝါသနာမပါဘူးဒါပုံမှန်လင်းပြောရရင်ဒါပေမဲ့ကိုကလည်းရှောက်ပြီးတော့ရွှီးတာပေါ့နော်ရွှီးရတာပေါ့အဲ့လိုလေးပြောရတာပေါ့အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်ထည့်ပြီးပြောသိချင်ပါတယ်ဥပမာကျွန်တော်ကကိုကျွန်တော်တို့ကဒီနယ်ကိုပြောင်းပြီးတော့သွားတက်မယ်ဆိုရင်ပို့ဆိုးတယ်ဗျဥပမာကိုကအိုဆာကာမှာရှိတဲ့သူကအိုဆာကာတက္ကသိုလ်မှာပဲအိုဆာကာမှာရှိတဲ့တက္ကသိုလ်တစ်ခုခုမှာပဲတက်မယ်ဆိုရင်ကျွန်တော်ဒီနယ်နဲ့ပတ်သက်တဲ့ဟာကအဲ့လိုဒီပြောစရာမလိုဘူးဆိုပေမဲ့ဥပမာကျွန်တော်တိုကျိုကလူကကျွန်တော်ခါကာဝါကိုလာတာဖြစ်ဖြစ်အိုကာယာမာကိုသွားတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးသွားတယ်ဆိုရင်ဘာလို့မင်းကဒီလိုမျိုးနေရာကနေဒီကိုလာလဲဆိုတဲ့ဟာမျိုးထည့်ပြီးပြောစေချင်ပါတယ်အဲ့ဒါအရင်ရေးကြီးဟာတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ရှိတယ်အဲ့ဒါကျွန်တော်ထပ်ပြီးတော့အမှတ်ရနိုင်တဲ့အချက်တစ်ချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေဟိုပါပေါ့ဘာလဲအရင်ဒီprocess ဆိုတာရှိတယ်ဗျာကျွန်တော်အဲ့လိုဇယ်မီတက်လို့ရတဲ့ဟာတွေရှိရအောင်တရီရနဲ့စပြီးကျွန်တော်တို့ဒီ basic မျိုး join နေတယ်ဘာညာပေါ့နော်အဲ့လိုဟာလေးတွေပြောတဲ့အခါမှာကိုကနည်းနည်းလေးဒီ pamphlet မှာဖြစ်ဖြစ်ဒီဒိုင်ကကူ R9 ဒီဟိုမှာကျွန်တော်တို့ website မှာဖြစ်ဖြစ်သွားရှာပေါ့ရှာပြီးတဲ့အခါကျရင်ကျွန်တော်တို့ဆရာမတစ်ယောက်ရဲ့နည်းနည်းလေးနာမည်ကြီးတာဖြစ်ဖြစ်ကိုမှတ်ကလွယ်မဲ့ဆရာမတစ်ယောက်ပေါ့နော်ကိုသွားခြင်းနဲ့ join ခြင်းနဲ့ကိုဆရာမတစ်ယောက်ကိုကျွန်တော်တို့မှတ်ပြီးတော့အဲ့ဆရာမအကြောင်းလေးကိုထည့်ပြီးပြောပြတယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်ဟိုကျွန်တော်တို့ကလည်းကျွန်တော်ဒီမှာဒါနာမည်တော့မပြောတော့ဘူးเนาะအဲ့ဆရာမနာမည်ကိုကျွန်တော်မှတ်သွားတယ်မှတ်သွားပြီးတော့ကျွန်တော်ဒီဆရာမရဲ့ကျွန်တော်ဇယ်မျိုးကျွန်တော် join နေပါတယ်ဘာလို့လဲဆိုရင်ဘာညာပေါ့ရှော့ပြီးရှောင်းပြောတော့တကယ်လည်းကျွန်တော်ဒါအခုတေးကြတယ်အခုကျွန်တော်စကန်ရရောက်နေပြီအသေးရက်မှာကျွန်တော်အဲ့ဆရာမရဲ့ဇယ်မျိုးကျွန်တော်မ join ဖြစ်ဖို့များတယ်ဒါပေမဲ့အဲ့တော့ကတော့အဲ့စိတ်ပေါ့နော်အဲ့လိုပြောခဲ့တယ်အဲ့လိုပြောတာလေးကျွန်တော်လေးအမှတ်ရတယ်ပေါ့နော်ဟိုကျွန်တော်တို့အမှတ်ရတယ်အဲ့တော့ကျွန်တော် ECU တွေပါတယ်ပဲ try နေမှာစားဒီလိုဟာလေးကိုလည်းကျွန်တော်ဦးစားပေးပြီးလုပ်သင့်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါအားလုံးသတိမမူမိမှာဆိုလို့ပေါ့နော်ဒါကျွန်တော်လာပြီးတော့ဗီဒီယိုလေးနဲ့ပြပြပေးတာဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်